ဆိုတဲ့အခါမှာလူဖြစ်မယ်ဆိုရင်တရေတီးပြီပေါ့တရိษံဖြစ်မယ်ဆိုရင်လည်းတရေတီးနေပြီဘာမှလုပ်လို့မရတော့ဘူးငရဲကြမယ်ဆိုလည်းကြသွားပြီကွယ်ကက်တင်လို့မရတော့ဘူးလက်ဖြစ်မယ်ဆိုလည်းဖြစ်သွားပြီဖြစ်ပြီးသွားပြီသို့တော့တေဂန်ဒီမှာအာယုန်တစ်ခုကြောင့်အပင်ငရဲကြလောက်တဲ့အကုသိုလ်လည်းမရှိလို့တခုဆွဲလန်းပြီးတော့အိမ်နီးပါးမှာတစေပြိတ္တာဖြစ်နေပြီဒါလည်းဘဝပဲအဲ့ဒီတစေပြိတ္တာဖြစ်နေပြီဆိုလို့ရှိရင်တော့ကုသိုလ်ကောင်းမှုလုပ်ပြီးမျှဝေရတယ်ဒါလည်းသူကဘဝတစ်ခုကရပြီးသွားတယ်ပြိတ္တာမဖြစ်အောင်သိပြီးတဲ့နောက်မှာတားလို့မရဘူးလို့သူတို့ဆိုလို့တယ်ဘဝတစ်ခုကရပြီးသားဖြစ်သွားပြီရပြီးသားဘဝကိုကဲတင်မဲ့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေခြင်းသူကိုယ်တိုင်ကသာရုခေါ်ခြင်းဆိုတာနဲ့ဝါမျက်ဝန္တာသာရုခေါ်လို့သူယင်ထဲမှာကုသိုလ်စိတ်ဖြစ်သွားပြီဆိုမှအဲ့ဒီကုသိုလ်အမှကဲတင်နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်ဒီဟိုဘဝနဲ့ဒီဘဝဆိုတာဟာမသိခင်ကကြွတင်ပြီးတော့ယဉ်နှီးမြုံနှံမှုဟာအဓိကကြတယ်လို့ဒါအရေးကြီးဆုံးပဲเนาะတရဏဂုံသီလဆောက်တည်လိုက်တာလဲယဉ်နှီးမြုံနှံမှုတစ်ခုပဲအဲ့ဒါလို့ကိုယ့်ဘဝမှာနေ့စဉ်နဲ့အမျှဘုရားရှိခိုးတရဏဂုံဆောက်တည်ခြင်း၅ပါးသီလခံယူခြင်းဘုရားပန်းရေးချမ်းစီမီပန်းလှူဒန်းခြင်းဆိုတဲ့နေ့စဉ်ကိုတတ်နိုင်တဲ့ကုသိုလ်မျိုးတွေကိုလုပ်နေခြင်းဟာလည်းပဲနောင်ဘဝအတွက်တမိုးရှိတဲ့ရွှေတွေငွေတွေကိုမြုပ်နှံနေတာနဲ့အလားတရံတူတယ်လို့ဒီလိုပဲမှာနော်။နောင်အတွက်မြုပ်နှံနေခြင်းပဲအဲ့ဒါလို့မြုပ်နှံထားပြီဆိုတဲ့အခါမှာပုံညာနိပရလောကသမိပဋိဋ္ဌာဟောတိပါဏိနံလို့ကုသိုလ်ကောင်းမှုဆိုတာနောင်ဘဝရောက်ရင်အားကိုးရဆုံးဖြစ်တယ်သိမ်းထားတဲ့ပစ္စည်းဥစ္စာသည်အသုံးလို့တဲ့အခါမှာအသုံးဝင်တယ်လို့ပဲမြုပ်နှံသိမ်းဆည်းထားတဲ့ပစ္စည်းဥစ္စာသည်အသုံးဝင်တယ်လို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုသည်နောင်ဘဝအတွက်များစွာအသုံးဝင်တယ်အဲ့တော့ဘာပဲလုပ်လို့တို့တွေကယဉ်နှီးမြုပ်နှံမှုလုံးနေတယ်လို့ကုသိုလ်လုပ်တိုင်းလုပ်တိုင်းဒီလိုသတိထားဖို့လိုတယ်ပေါ့အကုသိုလ်လုပ်ရင်တော့မကောင်းတာတွေစုဆောင်းနေသည့်အတွက်ကြောင့်ပေးဆိုင်ရမယ့်ဆင်းရဲဒုက္ခတွေကလာမှသိချတယ်ပေါ့ဒါကြောင့်မို့ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာကုသိုလ်ကောင်းမှုတွေပြုဖို့လိုအပ်တယ်တဲ့ခုနကပြင်မရွှေငွေတွေကိုမြုပ်နှံထားတာတို့ယဉ်နေတာတို့ဟာသိကြလားဆိုမသိကြဘူးတဲ့ပျက်စီးသွားနိုင်တယ်အခုလိုကုသိုလ်လုပ်ပြီးတော့ဒီကနေ့တရဏဂုံတန်သီလဆောက်တည်လိုက်တယ်ဒါနကောင်းမှုလုပ်လိုက်တယ်အဲ့ဒီကုသိုလ်ဟာကိုယ့်ရဲ့နဲ့ရောက်သွားကြတဲ့ကမပြောက်တော့ဘူးသိချသွားပြီခိုးယူမဲ့လူလည်းမရှိဘူးနော်သိတဲ့အခါထားရမယ့်ဟာလည်းမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကပဟာယကမဏီယေတုဧတံအာဒါယခိစ္စတိကျန်တာတွေကတော့ထားကြရမှာရွှေငွေပစ္စည်းဥစ္စာကိုပိုင်တဲ့အဆောက်အုံစသည်အလုံးဟာထားခဲ့ကြရတယ်သို့တော့ကိုနဲ့အတူယူသွားလို့ရတာတော့ကိုလုံးတဲ့ကံတရားသာလင်ဖြစ်တယ်ဆိုတာကိုအလေးနဲ့ထားပြီးတော့မှတ်သားဖို့လိုအပ်တယ်အဲ့ဒါတော့ကိုနဲ့ပါသွားမှာဘာကြောင့်ကိုနဲ့ပါတော့ဆိုရင်ကိုရင်ထဲမှာဖြစ်တဲ့အရာဖြစ်လို့ကိုနဲ့ပဲသစ္စာအေးမသေးခင်မှာကောင်းတဲ့ပုံရိပ်တွေများများထင်အောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်ဆိုတာတတိချအောင်အဲ့တော့ဘဝတစ်ခုရလာတဲ့အခါမှာကျွေးပေးခြင်းကျွေးဆက်ခြင်းရှုံးမြုပ်ခြင်းဆိုတဲ့အလုပ်တွေကိုအမှတ်တမဲ့မနေပဲလုပ်ဖို့လိုအပ်တယ်ကိုယ်မှာအထူးသဖြင့်ကျွေးသည့်ပေးခြင်းဘဝမှာလူတွေဟာမလွဲမသွေကျွေးသည့်ချရတာရှိတယ်ကျွေးဟောင်းဆရတာရှိတယ်ကျွေးသည့်ချတာဆိုတာဘာလို့တာတော့ဆိုရင်မိသားစုအိမ်အောင်ပြုတဲ့အခါမှာ
မိသားစုဘဝကိုယ့်ကိုမိပြုပြီးတော့ရောက်လာတဲ့သားငယ်သမီးငယ်လေးတွေကိုကျွေးမွေးဆောင်းရှောက်ခြင်းသည်ကျွေးသစ်ပေးထားတာနဲ့တူတူပဲအဲ့တော့သူတို့ကတော့ကျွေးတင်သွားတဲ့ပုဂ္ဂိုလ်တွေပေါ့ကိုယ်ကသူတို့ကိုကျွေးပေးထားလိုက်တယ်သူတို့ကကိုယ်အသက်ရွယ်ကြီးလာတဲ့အခါကိုယ်တုံးပြန်ပြီးတော့ကျေးဇူးဆက်အမှဖြစ်တယ်ပေါ့ကိုမိဘတွေဘဝတစ်ခုရလာလို့ရှိရင်မိဘမရှိဘဲနဲ့ဘဝရနိုင်တာမဟုတ်ဘူးလူဘဝဒါကြောင့်မို့လို့မိဘတွေရဲ့ကျေးဇူးကိုကြည့်ပြီးတော့တုံ့ပြန်ပေးဆက်ခြင်းကြတော့ကျွေးဆက်တယ်လို့ခေါ်တယ်ဒါကတန်တရားစီးပွားမှာလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုပဲကျွေးဆက်တယ်ဆိုတော့မိဘရဲ့ကျေးဇူးတရားကိုဘယ်လိုမှတ်သားကြမလဲမိဘကတို့အပေါ်မှာဘယ်လိုကျေးဇူးရှိတာလဲကိုဟာလူဘဝရောက်လာတဲ့အခါမိဘကကိုယ့်ပေါ်မှာကျေးဇူးပြုတာအချင်းချုပ်ပြောစမ်းမှာဆိုရင်ပြောတတ်ဖို့တတိထားမြတ်စွာဘုရားစကားသုံးခုနဲ့ပဲပြောထားတယ်အာပါဒကပောဒကဣမတ္တလောကတ္တဓတ္တိတာရောမိဘတွေကကိုယ့်ပေါ်မှာကျေးဇူးပြုတယ်ဆိုတာတဲ့အာပါဒကကိုယ်ဆောင်းလျှောက်တယ်ဟုတ်တယ်ကိုယ်ဝန်တည်တဲ့အချိန်ကစပြီးတော့ကိုယ့်ပေါ်မှာဆောင်းလျှောက်လာမွေးတဲ့အချိန်မှလည်းပဲစကားမပြောတတ်ခင်ငါစပြီးတော့ဆောင်းလျှောက်လာခဲ့အဲ့လိုဆောင်းလျှောက်လာတယ်ပောဒကကိုယ်ကျွေးမွေးခဲ့တယ်ဣမတ္တလောကတ္တဓတ္တိတာရောဒီလောကကြီးပြတ်တယ်လာခွင့်ပြုတယ်ဒီကျေးဇူးသုံးခုအကယ်၍မိဘကလာခွင့်မပြုဘူးဆိုရင်လူဖြစ်ကုန်မဖြစ်ဘူးဒီကနေ့ခေတ်ကြတော့မလာဖို့တားနေကြတာတွေရှိတယ်လေနော်မိဘကအလားမခံတာတွေရှိတယ်ဆိုတာတတိထားကြည့်လူဖြစ်ဖို့ဘလောက်ခက်လဲဆိုတာစဉ်းစားကြည့်ကိုကတားတဲ့မိဘစီရောက်သွားရင်ကိုအတားခံမှာပဲလူဘဝရောက်မှာမဟုတ်အတားခံရလို့ကြော်ပြီးတော့ရောက်လာလို့ရှိရင်တော့အမိုက်ပုံးနဲ့ရောက်သွားတာတွေတောင်ရှိသေးနော်ဒါကြောင့်မို့မိဘရဲ့ခြေစွတရားကိုဟာလူဘဝကိုအောင်မြင်မြင်ရောက်ရှိလာခဲ့ခြင်းဟာအမှန်တမ်းခြေစွကြည့်တယ်လို့စိတ်ထဲမှာမှတ်သားထားပါကဲပြီးတားခံလိုက်ရရင်ကိုဟာလူဖြစ်ဖို့မရှိတော့အဲ့တော့လူဖြစ်လာတဲ့ဆိုကြတဲ့မိဘရဲ့ခြေစွတရားကိုမမေ့ရမှာဖြစ်တယ်ပေါ့ခြေစွဆိုတာတုံ့ပြန်ပေးဆံရတဲ့အရာကျွေးတင်တာလို့ပဲတုံ့ပြန်ပြီးတော့ပေးဆံမယ်မိမိကိုယ်တိုင်ရှာဖွေလာတဲ့ပစ္စည်းတွေနဲ့မိဘကိုကျွေးရမယ်မွေးရမယ်စောင့်ရှောက်ရမယ်ကိုယ်အနေနဲ့တာဝန်ယူရမယ်ဆိုအဲ့ဒီမိဘကိုကျွေးမွေးစောင့်ရှောက်တာဝန်ယူခြင်းကိုမြတ်စွာဘုရားကတန်မိုးထားလို့မင်္ဂလာကုသိုလ်တစ်ပါးဖြစ်တယ်ဟောခဲ့တာဖြစ်တယ်ပညာရှိတွေသူတော်ကောင်းတွေလက်ခံပြီးတော့ကျင့်သုံးခဲ့တဲ့ကုသိုလ်ကောင်းမှုအနေနဲ့လည်းမြတ်စွာဘုရားဟောတယ်တရားမင်းကြီးတို့စိုးစံတဲ့တာဝရိန္ဒနတ်ပြည်ကနတ်တွေကလည်းပဲမိဘကိုပြုစုတဲ့ပုဂ္ဂိုလ်သူတော်ကောင်းလို့သတ်မှတ်တယ်အဲ့တော့မိဘကိုပြုစုတဲ့လူကိုသူတော်ကောင်းလို့သတ်မှတ်ရင်မိဘကိုမပြုစုဘူးဆိုရင်သူယုံမှလို့သတ်မှတ်တယ်ဆိုအဓိပ္ပာယ်ရဒါကြောင့်မို့ကိုကမိဘကိုတုံ့ပြန်ပြီးတော့ကျွေးမွေးစောင့်ရှောက်ပြီးဆိုရင်စိတ်ထဲမှာတို့ဟာကျွေးပေးဆက်နေရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုမှတ်သားထားပါတုံ့ပြန်ပြီးတော့ကျွေးဆက်ခြင်းပဲအကယ်၍မဆက်ဘူးဆိုလို့ရှိရင်ကိုဟာကျွေးတင်တဲ့ဘဝမှာနေသွားတယ်တောင်းမကြေတဲ့ဘဝရောက်သွားတယ်အဲ့တော့ကျွေးပေးဆက်ခြင်းဟာလောကမှာသူများစီကချိန်မေးပြီးမပေးတဲ့လူဟာလူကောင်းမဟုတ်ဘူး။နောက်လည်းသူများစီကခြေလို့ရမှာမဟုတ်ဘူး။
သူများရဲ့ကြွေးတွေကိုပြန်ပြီးပေးဆက်တဲ့လူမှရိုးသားသူလူတော်လူကောင်းဖြစ်သတ်မှတ်ကြတယ်အဲ့ဒါလိုပဲမိဘကိုပြန်ပြီးတော့ကြွေးဆက်တဲ့အနေနဲ့ပြုစုတဲ့ပုဂ္ဂိုလ်မှလူတော်လူကောင်းလို့သတ်မှတ်မှာဖြစ်တယ်မိဘကိုပြန်တုံ့ပြန်ပြီးတော့ကျေးဇူးမဆက်ဘူးဆိုရင်ဒီလူဟာလူကောင်းမဟုတ်တော့ဘူးဒါကြောင့်ကြွေးဆက်ခြင်းဆိုတာလောက်ရမှာဖြစ်တယ်ဘဝမှာကိုယ့်ရဲ့ရှင်သွေးသားသမီးတွေကိုပြုစုဆောက်ရှောက်ခြင်းဆိုတာလေလုပ်ရမယ့်လုပ်တစ်ခုပဲကိုယ်ဆောက်ရှောက်လာခဲ့တဲ့မိဘတွေကိုတုံ့ပြန်ပြီးတော့ဆောက်ရှောက်ခြင်းဆိုတာလေလှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်တစ်မျိုးပဲကိုယ်သားသမီးကိုကိုကျွေးတာဟာကုသိုလ်မရဘူးလို့ဒီလိုဆိုတာမဟုတ်ဘူးကုသိုလ်ရတယ်ကိုယ်သားသမီးကိုကိုကျွေးမွေးဆောက်ရှောက်ခြင်းကကိုယ်ကချွေးသေးချတဲ့အနေနဲ့လှုပ်တင်လှုပ်ထိုက်တဲ့လုပ်ငန်းကုသိုလ်လုပ်ငန်းတစ်ခုပဲကိုမိဘကိုပြန်လီပြီးတော့ဆောင်းလျှောက်ခြင်းဟာလည်းပဲလှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတစ်ခုပဲထိတဲ့အပြင်ဒါနကောင်းမှုသီလကောင်းမှုမိဘခြေဆုနဲ့မဆိုင်ပဲနဲ့ကိုရင်ထဲကတရားတရားစေတနာစွမ်းအားတွေနဲ့ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်ဆိုအဲ့ဒါတွေကြတော့ရွှေအိုးမြုပ်နှံတယ်လို့တန်တရားခရီးမှလည်းပဲအရေးတကြီးကတော့ကုသိုလ်ကောင်းမှုမပြုဘဲနေမရနိုင်ဘူးကုသိုလ်ကောင်းမှုပြုအောင်မှာဖြစ်တယ်ဆိုတာကိုမှတ်သားဖို့လိုအပ်တယ်ဒီအဓိပ္ပာယ်တွေကမြတ်စွာဘုရားဟောကြားတဲ့ဇာတကအဒေသနာမှာလူတွေရဲ့ယဉ်ထဲမှာဆွဲသွားအောင်ဇလံလေးတစ်ပုဒ်နဲ့မြတ်စွာဘုရားဟောခဲ့တာသင်္ကန်းစာပေးခဲ့တာကျွေးသစ်ပေးခြင်းဒါသာသမီတွေကိုဆောင်းလျှောက်တာကျွေးဟောင်းပေးဆက်ခြင်းမိဘကိုကျေးဇူးဆက်တာရွှေအိုးမြုပ်ခြင်းကုသိုလ်ကောင်းမှုလုပ်တာအဲ့ဒါတန်တရားစီးပွားကုသိုလ်ကောင်းမှုများလို့ဆိုဒီသုံးခုကိုပြောတာနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့950ဇတ်တော်ထဲမှာတာလိကေဒါရဇတ်ဆိုတာရှိတယ်လောကလူတွေလှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်၃မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဇတ်ကိုဟောခဲ့တာဖြစ်တယ်ပေါ့ဇလန်းလေးကိုကျဉ်းညွတ်ပြောရမယ်ဆိုရင်မဂရတိုင်းမှာမဂရမြို့တော်ရဲ့အရှိမြောက်ထဲမှာသာလိဒိယဆိုတဲ့ပုံနာရွာကြီးတစ်ရွာရှိတယ်ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်အဲ့ဒီရွာမှာလယ်ပိုင်းရှင်တထေးကြီးရှိတယ်လယ်ပေါင်းဧကပေါင်းမြောင်များစွာချမ်းသာတယ်သူကိုယ်တိုင်လှုပ်တဲ့လယ်ကလည်းမနေဘူးသူများကိုအငှားချထားတဲ့လယ်တွေလည်းရှိတယ်အဲ့ဒီလယ်ရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်လက်ပံပင်နေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်ဒါအနေထားတွေကိုဖော်ပြအဲ့ဒီလက်ပံတော်ထဲမှာကျင်းငှက်တွေများစွာနေထိုင်ကြတာဖြစ်တယ်အဲ့ဒီနေထားမှာသူဟာလယ်စပါးတွေကိုစိုက်ပျိုးလယ်ယာတွေကိုပြိုးထောင်စိုက်ပျိုးပြီးတော့စပါးတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့ဘာလို့လဲဆိုရင်လက်ပံပင်တော်ကချင်းငှက်တွေဟာသူ့လက်ထဲကိုရောက်ရှိပြန်တန်းလာကြပြီးတော့မှဲ့နေတဲ့စပါးကင်းကစပါးတွေကိုစားကြတယ်အကောင်ကြီးအလွန်များတဲ့ချင်းငှက်တွေအုပ်လိုက်ကြီးကျလာပြီးတော့စားတာ6လို့မနိုင်လောက်အောင်ရှိတယ်ပေါ့6လို့မနိုင်ဘူးချင်းငှက်တွေကအလွန်ရဲတယ်ဟိုနာ6ဒီနာကျအဲ့ဒီလိုလေဆောင်ကချင်းငှက်တွေကိုမောင်းထုတ်တော့လဲမနိုင်တော့ဘူးထူးထူးခြားခြားအဲ့